လာဗျာဝင်မေးနဲ့နှီးရန်ဟောဗျာကျုပ်တို့အချိန်မီရွှေနန်းတော်ကိုရောက်မှတော်ရကြပြီမဘောဗျာဖြည်းဖြည်းလောက်ပါဝင်မေးဟာကောသလမင်းရဲ့တမီးတော်လေးအတွက်ကျင်ရတော်ရှာထွက်ကြတာလဲတိုင်းပြည်နဲ့ဖြစ်နေပြီမို့ကျုပ်တို့လဲပင်မမေတကိုဗျပင်မတာတော့မပြောနဲ့ဗျို့မင်းသမီးလေးအတွက်ကျင်ရတော်ရှာဖွေတဲ့နေရာမှာယောက်ျားမြတ်တို့ရဲ့ကောင်းခြင်းအင်္ဂါတွေနဲ့ပြည့်စုံသူကိုရှာဖွေကြတာမို့ပင်မမေတကိုဝင်မင်းရဲ့မင်းသမီးလေးကလည်းမိမမြတ်တို့ရဲ့ကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံနေတော့တော်ယုံမင်းသားကြီးဆိုအရေးမလုပ်ပါဘူးဗျာတဲလဲခတ်တာကိုဝင်မင်းဟုတ်ပါဗျာဟေးအော်ဘာတွေလာလုံနေမှမသိဘူးကိုရောင်ကိုဟာတောက်ပါတော့နဲ့ဘူးဒီမကြီးလို့ပါလားကြက်သားလေးနဲ့မြန်ရောပြီးတုတ်လိုက်လို့ကတော့ဘလောက်တော့မိန်လိုက်မလဲဩငါတော့ရောင်းအောင်ပါပြီကွာမူးကြီးမကြီးလို့ပါခေါ်ကျင်စောလောက်ပါလို့ပါဒါနဲ့မောင်မင်းကဘယ်လိုတော့ဟဲ့ကျွန်တော်မျိုးကတော့နေတိုးကြာလာအသေးစိုးတဲ့အေးသိပြီလေဩဘလို့ဖြစ်တာနေတိုးပါဗျဩအလက်ကားစားတာကျွန်တော်မျိုးကဘာရနှစ်တီမင်းတရားကြီးရဲ့တားတော့အိမ်ရှိစံကိုတော်လေးရဲ့လက်ဆွဲတော်ငဲကြုံဒေဝပါဗျဒေဝပါဗျဩဒေဝတဲ့ဝင်မင်းဒါနဲ့မောင်မင်းကတို့ကောသလာတိုင်းကိုဘယ်အရေးကိစ္စနဲ့ရောက်လာရတာတော့ဆိုသားမောင်ကနေပါဦးကျွန်တော်မျိုးရှောက်တင်များစေဦးမေးကွာဝန်မင်းတို့ကဒီချိန်နန်းတော်ထဲမှာမရှိပဲမြို့ပြင်ရင်ပြန်လာတာဆိုတော့ဧကနာထိုင်းရည်တိုင်းကပြန်လာတဲ့တူတယ်အေးကွာအခုကာလလဲအုံမခင်ကိုကာကွယ်ရမယ်ကာလဆိုတော့တခွတ်တဖလားလောက်သွားချင်နဲ့တဲလေထားလောက်လိုက်ရထောင်တန်တဲ့စကားရဲ့ပေါ့ဒီမှာကြီးကျုပ်တို့ကဘရင်သမီးတော်လေးအတွက်ကျင်ရတော်ရှာထွက်ပြီးတိုင်းပြည်ကိုပြန်လာတာဟာပြောပြလိုက်ကျင်ရတော်ထွက်ရှာလာလားအဲ့အတွက်တော့မပူနဲ့ဘူကြီးပြောစမ်းပါကျွန်တော်တို့မင်းသားတွေကလည်းကျင်ရတော်ထွက်အရှာဘိုးတို့မင်းသမီးတို့ကဥယျာဉ်တော်ကအထွတ်အဲ့ချိန်မှာသူတို့နဲ့ပါလေပြောလို့ပြောကြပြောစရာရှိတာမပြောဘူးသူတို့နဲ့ကတွေ့ပြီဥယျာဉ်တော်ထဲမှာလေတကြီးနေတာဖြစ်ကုန်ပြီဒါဆိုရင်တော့ပဲရွှေနန်းရှင်ဘုရားစိတ်အေးတော်မူရအောင်သွားချောက်ကြသူသွားချောက်ကြပါစို့ဂိုင်းနှစ်ပြည်အောင်ရှင်နာရွှေနားဖောက်တော်မူရအောင်တို့ဝင်နှစ်ပါးနဲ့လက်ဆွဲတော်တို့တန်တော်ဥတင်သွားမှာမဟုတ်နိုင်ချင်းလို့တွေးမချော်ပါနဲ့ရွာသားဆိုင်စင်လို့ပေးတော်မူပါဗျာသွားကြပါလို့ဗျာသွားကြပါတပင်းတစ်ခေတ်ပင်မို့အတွင်းတင်မာတဲ့ဆင်လားဒီပါရေးရှင်နဲ့ကြာပနာတင်တယ်လို့နှစ်ပါးတပင်းမဟာတပင်းမာကြီးပါဗျာဟုတ်လားပါဗျာနှစ်ပါးတပင်းမဟာတို့ရွှေပန်းရခုံတင်စေဖို့ပန်းရတောင်းတော်ကြီးခုံတင်စေဖို့ပါပဲဗျာဟုတ်ပါညီညာစုကပေါင်းလို့ရဲ့ညီညာစုကပေါင်းလို့ရဲ့
အရှိကသွားတော့နောက်ကကပ်ပါမနေဘူးလား ကပ်ပါတော့ဗျာ ဒါနဲ့ရွာသားလေးနာမည်ကဘသူတော့ဟာ ဒုတိယနေ့စိုင်းအထူးပြူကကြွာသားကျော်ကျော်မင်းကဆိုပါ ဒါဆိုရင်ရွာသားကြီးဒီလိုလေးဆက်ဆိုမယ်ညီညီညာညီညီညာညီညီညာစုကပေါင်းလို့ရဲ ကြွာသားညီညီညာညီညီညာညီညီညာသူကပေါင်းလို့ရေ ညီညီညာစုကပေါင်းလို့ရဲထူတင်စေသာပန္နရာကျောင်းတော်ကြီးရဲ့မြိုင်တာနှစ်ပါးစပါပြီခမညာခမညာ ကြွလာတယ်များတကတော်ကအယိုသေးပေးလို့လိုလေသေးမရှိအောင်ကိုနောက်တော့ပနာမနဲ့စာတလို့သွားတာကိုသူကထင်ပါဗျာ ဟုတ်ပါကိုရက်တာရေ ဘုဘခွန်ကြီးရေ ကိုရေ ကိုမကြီးခင်ဗျ ဝဒရေ ကိုလာပြေရေ ကိုရတာဗျ မင်္ဂလာရှိတဲ့ချိန်ကပါပဲဗျာ မင်္ဂလာရှိတဲ့ချိန်ပါလေးပါဗျာ မင်္ဂလာရှိတဲ့ချိန်ကမှာပူဇာကပူဇာနေရနံအေးတံမင်္ဂလာမုတ်တမန်ပူတော်ထိုက်သူကိုပူတော်ခြင်းရလဲကောင်းမြတ်တဲ့မင်္ဂလာပါပဲ ဟုတ်ပါတယ်ဗျာ ဒါကြောင့်ရှင်းရခါကပေါ်ပေါက်လို့တော်ကောင်းချင်းခံခဲ့ရတယ်ဟာတာဖခင်ကြီးများရဲ့အမွေကိုစက်ခံလို့ခင်ဗျားတို့ကျွန်တော်တို့ကရိုင်းနာတွေကိုပဲ ပဲ ရင်တန့်ခန့်တာလေးတွေနဲ့ရွှေပန်တရားရဲ့မြိုင်နာတစ်ပါးမှာတော်တော်ရွှေရွှေဖြောပြတင်ဆက်သွားရင်မကောင်းဘူးလားကိုလာပြေ ကောင်းတာပေါ့ဗျာနှစ်ပါးဆိုတော့လေအစင်လာမပြတ်အောင်ခွန်းတော့ဆိုရပါတယ် ဆိုရပါတယ် ပရိခံပြောရပါတယ် ပြောရပါတယ်ဗျာ ဇက်ပတ်နိုင်ရတဲ့ဘောပါပဲ ဟုတ်ပါတယ်ဗျာ ဖတ်ချက်ကရောလင်ကသွဲလို့ပြီးပါပြည်သူတို့ရဲ့ဘဝမှာအပြောင်းပန်းဝေနှလုံးလန်းစေရအောင်ဟာရရွှေစိတိုက်ကျွေးရတာခင်ဗျားတို့ကျွန်တော်တို့တာဝန်ဟုတ်ပါလားကိုဟန်ကြီးရေ ဟုတ်ပါဗျာမြစ်တာဖြင့်လာရောက်ကြည့်ကြည့်အားပေးကြတယ်ပြိဿမင်းအပေါင်းတနေ့တာပြင်ပန်းသမျှပန်းတော်ပြည်စရန်အတွက်ဟောပန်းတရားရဲ့ညိုင်တာနှစ်ပါးကဏ္ဍရောက်ချလာပါပြီကိုမွန်ကြီးရဲ့ ဟုတ်ကဲ့ကျွန်တော်တို့ကြည်ပဲလည်းမီးနေပါဘူး မပြေပါဘူးဗျာ နောက်တော့ဘာမှထွက်ပေါ်လာမယ်မင်းသားမင်းလို့တဲ့ချစ်ခေါ်တုတ်တဲ့ကရုတ်ကရင်စတိုင်တကြသွားမယ်ညိုင်ထနှစ်ပါးညွှန်နေတစ်ပိုင်းကိုတုတရေ ကောင်းဗျာဒါကြောင့်အမိပန္နရာတားကောင်းသမီးကောင်းများပေါင်စုကညင်ညာစုယုံလို့ကပင့်အစင်လာထိမ့်သိမ့်ငါဖြစ်ညိုင်နာနှစ်ပေါက်ဟန်ကြကြသွားမှာမို့ရွာသားကလကာမအလုတ်စားကြပါစို့ဗျာ စားရပါလို့ဗျာ ကိုသူရရေ ကိုရတာရေ ကိုမကြီးခင်ဗျ ဝဒရေ ကိုလာပြေ ကိုရတာဗျ ကိုဟန်ကြီးရေ ကိုရလာရဲ့ တပိငီတာတုတ်ကူမကိုမြန်မာရိုးရာအစင်လာမပြတ်တင်မနာလက်နဲ့စတိုင်ကကြွားကြွားမြိုင်နာနှစ်ပါးမှာဖြောပြီးတင်ဆက်သွားတဲ့မင်းသားလေးကဘသူပါလဲခင်ဗျာ အနုပညာကျဲတဲ့ပွင့်ထွန်းတောက်ခါလာမဲ့ပျော်ရွှင်မြူအထင်သာငေးရလောက်တယ်ဟောတော်စေဦးမင်းသားလေးပါပဲခင်ဗျာ ။အော်ကျောင်းစေးကျောင်းသားလေးကိုဗျာ ဟုတ်ပါဗျာ အဲ့ဒါကြောင့်စီးဝါကစားမလို့ရအောင်ဆရာဆရာများရဲ့တင်ကြားမှုနဲ့ထင်ရှားရခုပြသနိုင်ခဲ့တာပန္နရာကျောင်းတော်ရဲ့ဂုံကျေးဇူးတွေမဟုတ်လားကိုမွန်ကြီးက ဟုတ်ပါရဲ့ဗျာဒါကြောင့်ခေတ်ဆက်ဆက်မှရည်ကြည်မှုမွေးညညာကိုခင်ဗျားတို့ကျွန်တော်တို့ကဆက်လက်ထိတ်ထိတ်နေပြမဟုတ်ပါလားဗျဟုတ်ပါတယ်ဗျာကိုင်အချိန်ရှိကိုင်လုံးလာဆိုင်ဆိုသလိုကျွန်တော်တို့ရဲ့မင်းသားလေးမြစ်တာစကားလှစ်ခါကြဖို့အချိန်ကြပါပေါ့ ။ကြာပါဘော စိန်မြရတနာဗရမ ्या စစ်မှုတကယ်သားနေပြေပေါ်ရှန်တဲ့အောင်ကိုင်ခြေတော်တန်ကြားပြစီတော့ခင်ဗျာ ။ကြာ